Hello မင်္ဂလာပါကျွန်တော်ခိုးလေးပါဒါတော့ကျွန်တော်ရောင်းပါမှာဝယ်ခြင်းတဲ့သူဝယ်ပါအပေါ်ကဒီတစုံကတော့ပေါက်လို့ရှိရင်ရောင်းပါမယ်တကောင်1000ပါအလောင်းနဲ့ပဲရောင်းပါမယ်အတိုင်းနဲ့ဝင်ပါပြီမှာတော့ဥတော့မှာပါပေါက်ရင်ကျွန်တော်ဗီဒီယိုရမယ်ရပြီးတော့ YouTube မှာတင်မယ် Facebook မှာတင်ပါမယ်ကျွန်တော်ရောင်းပါမှာအစာကောက်အရွယ်ရရောင်းပါမှာဟုတ်ကဲ့ဒီခိုးတွေလည်းရောင်းပါမှာဒီတကားနည်းနည်းခြေတော့နားနေလို့မရောင်းသေးပါဘူးဟိုတကောင်ကြတော့ရောင်းဖို့အဆင်သင့်ဒီတကားနည်းနည်းဟွာသွားကြီးလာပြီဟိုးငယ်ငယ်ကြကျွန်တော်မွေးထားတာအားကြောင့်သူတို့ကအိမ်တိတယ်အပေါ်မှာလည်းနှစ်ကောင်ရှိပါတယ်ကျွန်တော်ပြပါမယ်ဒီမှာပါဒီတစုံဟွာတွဲအောင်လုပ်ပြီးတော့ပြန်ပေါက်လို့ရှိရင်ရောင်းပါမယ်ဒီတစုံကတာထိန်ကောင်းမဲ့ပုံပါအမလေးကတော့တအားဆွာပါတယ်အထီးကတိတ်မဆွာပါဘူးကျွန်တော်ကတော့ဒီဟာကိုပိုပြီးကြိုက်ပါတယ်ကျွန်တော်ဒီရရာကိုကြိုက်ပါတယ်ဒါပေါက်လို့ရှိရင်ရောင်းပါမယ်ရေတောက်နေတယ်ကျွန်တော်ရငဲ့ကိုကြားလို့ရှိရင်ဝယ်ခြင်းကျွန်တော်ကိုပြောပါကျွန်တော်ဖမ်းပေးပါမယ်2ရက်ကြိုပြောထားပါ2ရက်လာမယ်ဆိုရင်2ရက်ကြိုပြောထားပါဒါတော့ကျွန်တော်တကယ်ချင်းအစာကျွေးနေတာအစာကျွေးနေပေးနေတာဟိုမှာနဲ့ဥတော့ပါပဲဥလို့ရှိပြန်ရောင်းပေးပါမယ်ဒီတဆုံကိုရောင်းပါမှာမိုက်ပါတယ်